မင်္ဂလာပါခင်ဗျာဒီတစ်ခေါက်တင်ဆက်ပေးခြင်းတဲ့ဇာတ်လမ်းလေးတစ်ပုဒ်ကတော့ချက်ကုန်းမြေမှနာနာဘာဝလို့အမည်ရတဲ့ပရာလောကဇာတ်လမ်းကောင်းလေးတစ်ပုဒ်နဲ့တင်ဆက်ပေးခြင်းပါတယ်ခင်ဗျာညကမှောင်မဲနေတယ်ပိမ့်ပိတ်အောင်မှောင်မဲတဲ့ညဒီကြားထဲတိမ်မဲမဲတွေကဖုံးအုပ်ထားတာကြောင့်ကြဲရောင်လာရောင်မှုံမွားတောင်မရှိအမောင်လောကကြီးတစ်ခုလုံးကိုအဆက်မပြတ်အော်မြည်နေတဲ့ညပြည့်ရစ်တွေရဲ့တကြီးကြီးအော်တန်တွေကစိုးမိုးမင်းမှုနေတယ်ဆိုရရင်6ယောက်ကြာတိတ်ဆိတ်လွန်လာတဲ့ညလို့ပြောရမယ်ဒီလိုညအမောင်ကြီးထဲမှာမှလူ2ယောက်ကလက်နှိပ်တဲ့မိရောင်ကိုအားကိုးပြီးတရွရွတိုးဝင်နေကြတယ်သူတို့2ယောက်ကတော့အနိုင်ကြီးနဲ့သူ့အမျိုးသမီးမတ်တီတို့ပဲဖြစ်ပါတယ်လေသနက်တစ်လက်နဲ့ငှက်ပစ်ထွက်လာကြတာဖြစ်ပါတယ်ဒီလိုမျိုးငှက်ပစ်ထွက်ရမယ်ဆိုရင်အင်ပန်တန်ကိုမှလိုက်ဖက်ညီတဲ့လေမယားပေါ့ဒီလိုများငှက်ပစ်ထွက်ရမယ်ဆိုရင်အင်မတန်မှလိုက်ဖက်ညီတဲ့လင်မယား2ယောက်ပေါ့မောင်တထမ်းမေတရွက်ရောင်းတော့သတုံးပါဆိုလိုမောင်တထမ်းမေတရွက်ရောင်းတော့သတုံးပါဆိုလိုနိုင်ကြီးကငှက်ပစ်မတ်တီကငှက်ကောက်အစင်ကိုပြေးလို့နိုင်ကြီးကအရက်6ပေလောက်မြင့်နေတာမာထွားကြိုက်နေခန္ဓာကိုယ်ကလည်းတောင့်တင်းနေဒါကြောင့်ဗလာအားကိုနဲ့ဘာကိုမှကြောက်တက်လန့်တက်မရှိမတ်တီကတော့ခက်ပူပူရဲ့အရက်က9ပေလောက်ပဲရှိမယ်ကိုလုံးကိုဘောက်ကလည်းပိမ့်ပိမ့်ပပဖြစ်ပါတယ်ဒါပေမဲ့သူလည်းကြောက်တတ်တဲ့ဇင်းမှမပါပါဘူးတခုတော့ရှိတာပေါ့သူမကြောက်တတ်တာကသူ့လင်နိုင်ကြီးရဲ့ဗလာအားကိုနဲ့ခုလဲကြည့်လေအသေးထိတ်စရာညအမောင်ကြီးထဲမှာငှက်ပြက်ထွက်လာကြတယ်တဲ့ပိုဆိုးတာကငှက်ပြက်ထွက်တဲ့နေရာရွာအနောက်ဘက်ကကြက်ကုန်းတော်ထဲမှာဖြစ်ပါတယ်ကြက်တစေတရေဖုတ်ပိတ်တာစတဲ့နာနာဘဝတွေချက်စားနေထိုင်ကြတယ်လို့အရန်နာမည်ကြီးတဲ့နေရာပေါ့ကြက်ကုန်းကတကယ်လဲဆိုးပါတယ်ကြက်ကုန်းမြေမှာလဲလုတဲ့လဲရှင်တွေဆိုရင်လဲထွန်နွားချိတ်ချပြိုးကျဲတဲ့အချိန်မှာတစ်ချိန်စပားရိတ်ချွေလှတလင်းသိန်းဆိုတဲ့လဲအထွက်မှာတစ်ချိန်ကြက်ပူချက်မှာအရက်ထမင်းစတာတွေနဲ့တစ်နှစ်ကို2ချိန်ကျွေးမွေးပေးရတယ်ပတာတင်မြောက်ရတယ်ဒါကဓာတ်ထုံးစံတစ်ခုဖြစ်လာပါတယ်ဒီလိုရိုးရမပြတ်ကျွေးမွေးမှဘေးရန်တွေကင်းရှင်းပြီးလဲလုပ်ငန်းခွင်တွေမှာအဆင်ပြေချုံးဝေစေပါတယ်ဒီမြေမှာလုပ်ပြီးဒီလိုမှမကျွေးမွေးရင်တော့ဘေးဆိုးရန်ဆိုတစ်ခုမှတစ်ခုကြုံရပြီသာမှတ်ပြီးတော့ဒီချက်ကုန်းမြင်နဲ့ပတ်သက်ပြီးထူးဆန်းတဲ့နာနာဘဝဇာတ်လမ်းတွေကအများအပြားပဲရွာရဲ့နောက်ဘက်စုစုမှာမြင်းပင်တင်မန်းခင်လေးအိမ်စုတရတော်စတဲ့ရွာတွေရှိပါတယ်အဲ့ဒီရွာတွေကိုကြော်သွားရင်တော့မင်းလန်းကူရေအိုးစင်စတဲ့ဘကိုရိုးမတောင်ကြီးကရွာကလေးတွေကိုရောက်ပါတယ်တချို့ခီးသွားတွေကချက်ကုန်းမြေကိုဖြတ်ပြီးအနောက်ဘက်ကရွာတွေစီကိုသွားကြတယ်ချက်ကုန်းမြေကြောင့်မသိတဲ့လူစိမ်းတွေကရံပန်ရံကညဘက်ကြီးခီးသွားမိကြတယ်ချက်ကုန်းမြေထဲဝင်မိလာကြပါတယ်အဲ့ဒီအခါမှာတော့ပွဲလန်းသပင်တွေကိုကျင်းပနေတဲ့ရွာတရားကိုတွေ့ကြရပါတယ်မီးရောင်တထည်တွေနဲ့ဇက်စင်မှာမင်းသမီးမင်းသားတွေကလည်းကလို့လူရှင်တော်တွေကလည်းပြက်လုံးတွေထုတ်လို့ပွဲကြည့်နေတဲ့ပြည်သက်ကလည်းတအုံပွဲစည်းတန်းကြီးကလည်းမိတိုင်မိကွက်ထိန်ထိန်လင်းပြီးဈေးဝယ်သူတွေစီကားလို့နေတယ်ခီးသွားလူစိမ်းတွေဟာပွဲကင်းကိုငင်းမော်ရင်မရောက်ဘူးတဲ့ဒေသမှာရောင်လဲဖြစ်နေခဲ့ပါတယ်အဲ့ဒီအချိန်မှာမင်းပြိုတစုရောက်လာပြီးခီးသွားလူစိမ်းတွေကိုကြိုးဆိုပြီးခေါ်ဆောင်သွားကြပါတယ်ခီးသွားတွေကလည်းသူတို့နောက်ကိုလိုက်သွားကြပါတယ်ပွဲကြည့်ပြီးတော်တော်လေးကြာတော့မင်းပြိုတွေကသူတို့နေတဲ့အိမ်ကိုခေါ်သွားကြပြန်ရောအိမ်ရောက်တော့အစားအသောက်အကျွေးမွေးတွေနဲ့ဧည့်ခံကြပြန်တယ်စားတော့ပြီးတဲ့အခါမှာတော့မိုးကလည်းတအားချုံနေပြီဒီမှာပဲအိပ်ပါမနေ့ကမှခီးဆက်ပါလို့ပြောပြီးအိပ်ရာပြင်ပေးကြပါတယ်ခီးကလည်းပင်ပန်းလာဘိုက်ကလည်းပြင်းအင်သွားပြီမို့ခီးသွားတွေလည်းချက်ချင်းပဲအိပ်ပျော်သွားကြပါတယ်အိပ်ရာကနိုးတဲ့အခါမှာတော့ခီးသွားတွေဟာဘောကြုံအောင်ကြားတွေထဲမှာအိပ်ပျော်နေတာကိုသိလိုက်ရပါတယ်အနီးနားပတ်ဝန်းကျင်ကိုကြည့်လိုက်ပြန်တော့လဲခြုံတွေပိတ်ပေါင်းတွေဖုံးနေတဲ့ကွင်းမြင်ကြီးကတွေ့ရပါတယ်ညကတွေ့ခဲ့တဲ့ရွာတွေပွဲကင်းတွေအိမ်တွေမိမပြိုတွေဘာဆိုဘာမှမရှိတော့ပါအရိပ်ရောင်တော့မတွေ့ရတော့ပါဒီတော့မှသူတို့ဟာကြက်ရွာကိုရောက်ခဲ့ပါလားဆိုတာကိုသိရှိရပါတယ်နာနာဘဝတွေရဲ့ဇပွဲကိုကြည့်ပြီးနာနာဘဝမင်းပြိုတွေနဲ့တွေ့သူတို့ကျွေးတဲ့အစားအသောက်တွေစားသူတို့အိမ်မှာအိတ်ခဲ့ရပါလားဆိုပြီးထိတ်လန့်လာကြပါတယ်အဲ့ဒီတော့မှခီးသွားလူစိမ်းတွေလည်းနေရာကနေလူတဲ့ထထွက်ပြေးခဲ့ရပါတယ်နောက်ဇလန်တစ်ပုတ်မှာတော့ခီးသွားလူစိမ်းတွေဟာမိတထိန်နဲ့ရွာလေးတစ်ရွာကိုဖျက်မိတယ်တချို့အိမ်တွေကထမင်းအိုဟင်းအိုတွေတည်နေကြပါတယ်အချို့တဲအိမ်တွေမှာထမင်းစားနေတဲ့မိသားစုတွေကထမင်းစားဖို့လှမ်းခေါ်ကြပါတယ်မောင်ပဲသူရေမောင်ပဲဝါရေနဲ့တချို့အော်ခေါ်နေတဲ့အတန်တွေလည်းကြားကြရပါတယ်ခီးသွားလူစိမ်းတွေဟာအဲ့ဒီရွာလေးကိုဖျက်ကျော်ပြီးသူတို့သွားလို့တဲ့နေရာကိုအရောက်သွားကြပါတယ်
ခီးသွားလူစိမ်းတွေဟာသူ့မိတ်ဆွေတွေကိုတွေ့တဲ့အခါမှာတော့လမ်းမှာတွေ့ခဲ့တဲ့ရွာအကြောင်းကိုပြောပြကြပါတယ်ခီးသွားလူစိမ်းရဲ့မိတ်ဆွေအင်ရှင်တွေကတော့ပထမဇဝေဇဝါဖြစ်သွားတယ်ဒီနားမှာရွာမရှိပါဘူးပေါ့ခဏတွေတော့မှစဉ်းစားမိသွားတယ်ခီးသွားတွေကိုအကျိုးကြောင့်ပြောပြလိုက်တယ်အဲ့ဒီနေရာမှာရွာမရှိတဲ့အကြောင်းနာနာဘဝတွေနေတဲ့ချက်ကုန်းမြေဖုံးဆိုးတော်ကြီးစာဖြစ်ကြောင်းခီးသားတွေအနေနဲ့ကံအားလျော်စွာကြက်တည်နေတဲ့ရွာကိုတွေးခဲ့ခြင်းသာဖြစ်နိုင်ကြောင်းရှင်းပြကြပါတယ်ဒီတော့မှခီးသွားလူစိမ်းတွေလည်းလန့်ဖြတ်သွားကြပါတယ်ဒီလိုလူပြောသူပြောများပြီးနာမည်ကြီးလုံးတဲ့ချက်ကုန်းမြေတဲ့ကိုနိုင်ကြီးတို့လင်မယားငှက်ပစ်လာကြတယ်ဆိုကြတဲ့ကဘာကိုမှမကြောက်မလန့်တတ်တဲ့လင်မယားဆိုတာသတိပြုမိကြမှာပါနိုင်ကြီးရဲ့ညာဘက်လက်မှာလေတနက်ကိုခါးလေကကင်ထားတယ်ဘယ်ဘက်လက်မှာ၄000လိုဓမီတစ်လက်ရှိတယ်နိုင်ကြီးတို့လင်မယားအရင်ဦးဆုံးရောက်သွားတဲ့အပင်ကပေါက်ပင်ကြီးတက်တိုင်းရင်ပေါက်ပင်ကြီးဆိုတော့အကိုင်းခတ်တွေအလက်ရွက်တွေအုပ်ဆိုင်ပြီးနဲတဲ့ပင်ကြီးမဟုတ်ဘူးနိုင်ကြီးကပေါက်ပင်ကြီးရဲ့အကိုင်းခတ်တွေကြားထဲကိုဓမီနဲ့ထိုးကြည့်ပါတယ်တကိုင်းပြီးတကိုင်းတနေရာပြီးတနေရာဝှေ့ဝဲပြီးတော့လိုက်လံထိုးကြည့်နေပါတယ်အိတ်တန်းတက်နေတဲ့ငှက်ရဲ့ဝမ်းပိုက်ဖိုးပွေးဓမီရောင်ထဲမှာပေါ်လာပါတယ်နိုင်ကြီးကတနက်ရဲ့ပြောင်းအောင်မှာဓမီကပ်ပြီးငှက်ကိုချိန်လိုက်ပါတယ်စူးချလင်းနေနေပြီးအောင်ကျငှက်ကခေါင်းထောင်ကြည့်တယ်နိုင်ကြီးကခလုတ်မောင်းပေါ်တင်ထားတဲ့လက်ညှိုးလေးကိုဒုတိယအထိကွေ့ချလိုက်တယ်ဖောင်းကနေခတ်အုပ်အတန်ပြီးထသွားတဲ့ခဲကြီးကငှက်ရဲ့ခေါင်းထဲကိုတန်းဝင်သွားပါတယ်ငှက်ကခြာလက်ပတ်ရမ်းပြီးပေါက်ပင်ပေါ်ကပြုတ်ကျလာတော့တယ်နိုင်ကြီးကငှက်ချတဲ့နေရာကိုဓမီတစ်ချက်ဝှေ့ပြလိုက်တယ်မတ်တီကငှက်ကိုပြေးကောက်ပြီးဘေးကလွယ်ထားတဲ့လွယ်အိတ်ထဲကိုထည့်လိုက်တယ်နိုင်ကြီးကလေတနက်ပြစ်ရမ်းလက်တဲ့သူဆိုတော့ရင်အောင်ဆိုရင်အောင်ခေါင်းဆိုခေါင်းပဲဒါပေမဲ့နိုင်ကြီးကတော့ခေါင်းကိုပဲရွေးပစ်တယ်တစ်ချက်တစ်ထောင်တစ်ချက်တစ်ကောင်ကျင်းသေးပဲပေါက်ဝင်ကြီးမှာငှက်ကတော်တော်ရလိုက်တယ်အဲ့ဒီကနေနောက်တစ်ပင်ရောက်တော့မတ်တီရဲ့လွယ်အိတ်တဝက်ကျော်ဖောင်းကားနေပြီဖြစ်ပါတယ်မတ်တီရဲ့လွယ်ထားတဲ့လွယ်အိတ်မှာလည်းတော်တော်လေးလေးနေပြီဖြစ်သည်ဒါပေမဲ့လောဘဇောနဲ့မပြတ်နိုင်သေးတပင်မီတပင်ကူပြီးပြစ်နေတုံးပဲဒီလိုနဲ့အလွန်ကြီးမားတဲ့တစ်ပင်ကြီးတပင်ရဲ့အောက်ကိုသူတို့လည်းမရောက်သွားကြပါတယ်ဓမီနဲ့ထိုးကြည့်လိုက်တော့မှညောင်အိုပင်ကြီးတပင်ဖြစ်နေတာကိုသိလိုက်ရပါတယ်ညောင်အိုပင်ကြီးကလူကြီး6ယောက်9ယောက်ဖတ်မကပါဘူးမြစ်ပပြင်းတွေကလည်းခုံခုံထားလို့ပင်စီအိုကြီးမှာအမြင့်စကားခွက်တွေကတပင်လုံးအပြည့်ညောင်မိုးဆွေတွေကလည်းတူးလို့တွဲလောင်လှုပ်ရမ်းလွန်နေပါတယ်ကြီးမားပြန်ကားနေတဲ့ညောင်အိုပင်ကြီးကနေထွက်ကြနေတဲ့ဂိုင်းထောက်မြစ်တွေကအဖိုးတယောက်ခါကုန်းနေတဲ့ပုံစံမျိုးဖြစ်နေပါလေနိုင်ကြီးအံ့ဩမိတယ်ဒီလိုညောင်မင်းကြီးမျိုးဒီချက်ကုန်းတော်ထဲမှာမရှိပါဘူးလို့တွေးမိတယ်ဒါကြောင့်မတ်တီကိုမေးလိုက်ပါတယ်မတ်တီတို့ဘယ်နေရာရောက်နေတာလဲဟာဒီကွင်းထဲမှာဒီလိုညောင်မင်းကြီးမျိုးမတွေ့ဘူးပါဘူးမတ်တီလည်းအံ့အားသင့်နေပါတယ်ဟုတ်တယ်တော့ကျုပ်လည်းအဲ့ဒါပဲစဉ်းစားနေတာဒီလိုညောင်မင်းမျိုးကြီးဒီကွင်းမှာမရှိပါဘူးညောင်မင်းကြီးကလည်းတော့ကြီးလိုက်တာကျုပ်ကတော့ကြောက်တောင်ကြောက်လာပြီတော့မတ်တီကစိုးရင်မကင်းတဲ့လေသံနဲ့ပြောလိုက်ပါတယ်နိုင်ကြီးကလည်းသူ့မယားမတ်တီကြောက်မှဆိုလို့အရေးမလုပ်တဲ့ပုံစံနဲ့ပြောလိုက်ပါတယ်နင်ကလည်းဟာဒါကြောက်စရာမှမဟုတ်တာနိုင်ကြီးပြောမိတာပြောလိုက်ရတာသူကိုယ်တိုင်လည်းညောင်မင်းကြီးနဲ့ပတ်သက်ပြီးစိတ်ထဲမှာတမျိုးကြီးခံစားနေရပါတယ်ချက်ကုန်းမြေတကွင်းလုံးမှာဘယ်နေရာကဘသူလဲဘယ်နေရာကပယ်မြောင်းဘယ်နေရာဘာပင်ရှိတယ်ဆိုတာကအစနိုင်ကြီးအလို့ရနေပြီသားဒါကြောင့်သူတို့လင်မယားကွင်းကြော်ပြီးတင်မန်းခင်တရတော်ကွင်းဘက်ရောက်လေတာများလားလို့တွေးမိပါတယ်ဒါလည်းမဖြစ်နိုင်ပြန်ဘူးအိမ်ကထွက်လာတဲ့အချိန်နဲ့ငှက်ပစ်နေတဲ့အချိန်တွက်ကြည့်ရင်ဘာမှမကြသေးဘူးကွင်းကြော်စရာအကြောင်းမရှိဘူးဒါဆိုချက်ကုန်းမြေကွင်းထဲမှာပဲလားလို့တွေးပြန်တော့လည်းမဖြစ်နိုင်ဘူးချက်ကုန်းမြေတကွင်းလုံးမှာဒီလိုအဓိကရညောင်မင်းကြီးမျိုးတပင်ဆိုတပင်မှမရှိပါဘူးခတ်နေတာကသူကိုယ်တိုင်လည်းဘယ်နေရာရောက်နေတယ်ဆိုတာမတွေးတတ်ဘူးတလောကလုံးကလည်းမှောင်မဲနေတော့ဘလို့မှခံမှန်းလို့မရတွေးလို့မရတဲ့အစုံနိုင်ကြီးအုံနောက်6မခံတော့ဘူးဆက်ပြီးတွေးလဲတွေးမနေတော့ဘူးသူ့အာရုံကသူလှုပ်ရမယ့်အလုပ်စီပြန်ရောက်သွားတယ်4000ထိုးတမင်းနဲ့ညောင်မင်းကိုင်းတွေကြားထဲကိုဟိုဟိုတီတီထိုးကြည့်လိုက်ပါတယ်ရုတ်တရက်နိုင်ကြီးအံ့အားသင့်ပြီးအတန်ထွက်သွားပါတယ်သူ့တန်ကြားလို့မတ်တီကခက်အုပ်ခက်တူမေးလိုက်ပါတယ်ဘာလဲတော့ဘာတွေ့လို့လဲငုံငတ်ကြီးတွေဟာအုပ်လိုက်ပဲတော်နဲ့နိုင်ကြီးကလေလေတန်တူတူနဲ့ပြန်ပြေးလိုက်ပါတစ်ဆက်တည်းငုံငတ်တွေစီကိုဓမီနဲ့ထိုးပြလိုက်ပါတယ်ဟုတ်တယ်ငုံငတ်တွေတော့အများကြီးပဲတစ်ကောင်နှစ်ကောင်သုံးကောင်လေးကောင်ငါးကောင်6ကောင်ဟိုးမှာတစ်ကောင်
အများကြီးပဲနော်9កောင်10កောင်ရှိမှထင်တယ် ။နိုင်ကြီးကမီးထိုးပြီးအစွန်ဆုံးကောင်ကိုကွက်ပြီးတနက်နဲ့ချိန်လိုက်ပါတယ်။ပြီးတော့မှခလုံးမောင်းကိုဆွဲညှစ်ချလိုက်တယ်။ထိချက်ကတော့ထုံးစံတိုင်းပဲ။အိတ်နေတဲ့ငူတောင်ဘာမှန်းသိလိုက်မှာမဟုတ်။ခေါင်းကိုမှန်ပြီးပြုတ်ကျလာပါတယ်။နိုင်ကြီးကငှက်ကောက်နိုင်အောင်ကျလာတဲ့ငူငှက်ကိုတက်မီးနဲ့ထိုးပြလိုက်ပါတယ်။အဲ့ဒီအချိန်မှာမထင်မှတ်တဲ့အဖြစ်အပျက်ကိုသူတို့လင်မယားစတွေ့လိုက်ရပါတယ်။ငူငှက်ဟာညောင်ကိုင်းညောင်ရွက်တွေကြားကနေတစ်ဆင်ပြီးတစ်ဆင်ပြုတ်ကျလာတယ်။အဲ့ဒီငှက်ဟာမြေပြင်နဲ့ထိကန်နေမှရုတ်တရက်အပေါ်သို့ပြန်တက်သွားပါတယ်။နိုင်ကြီးတက်မီးနဲ့တိုက်ထိုးကြည့်တော့စောစောကညောင်ကိုင်းရံမှာပဲပြန်နားနေတာတွေ့လိုက်ရပါတယ်။ဘာဖြစ်တာလဲဟာနိုင်ကြီးပါဇက်ကအတန်ထွက်သွားတယ်။ကြောထဲကတော့စိတ်ငနဲ့ခံစားလိုက်ရတယ်။နင်းဟန်ကလည်းဟုတ်မှဟုတ်ရဲ့လားဟဲ့။မတ်တီတုံတုံရင်အတန်နဲ့မေးလိုက်ပါတယ်။အေးလေငါလည်းဒါမျိုးတစ်ခါမှမကြုံဘူးသေးဘူး။ဒါပေမဲ့နေမကြောက်ပါနဲ့။ဒါချက်ကောင်းကိုမထိလို့နေမှာပါ။နိုင်ကြီးမတ်တီကိုအားပေးပြီးငူအိတ်တန်းရှိရာသို့ဓမီပြန်ထိုးလိုက်ပါတယ်။ကိုနိုင်အစုံဆုံးကောင်ကခုနကနေပြစ်လိုက်တဲ့အကောင်မဟုတ်ဘူးလား။မျက်နှာတစ်ချမ်းတော့မှမရှိတော့ဘူး။ဘိုက်မှာလည်းသွေးတွေကလည်းပေးနေတာမဟုတ်လား။မတ်တီပြောလိုက်တာနဲ့နိုင်ကြီးတေးသေးချာပြန်ကြည့်လိုက်ပါတယ်။ဟုတ်တယ်ဟာအစုံဆုံးကောင်မှာခေါင်းတစ်ချမ်းမရှိတော့ဘူး။တေချာကြည့်တဲ့မတ်တီခေါင်းကနေသွေးတွေတစ်စက်စက်ကျနေတယ်။မတ်တီကြည့်လိုက်တော့ဟုတ်တယ်သွေးတွေတစ်စက်စက်ကျနေတယ်။မီးရောင်ထူထားလို့အစိမ်းရောင်တောက်နေတဲ့မျက်လုံးနှလုံးကသူတို့ကိုဆူဆိုက်ပြီးကြည့်နေပါတယ်။နိုင်ကြီးကဒုတိယမြောက်အကောင်ကိုချိန်ပြီးပစ်ချလိုက်ပါတယ်။ဒီတစ်ခါတော့ငှက်ကညောင်မင်းအောက်ထိပြုတ်ချလာပါတယ်။ညောင်ရွက်6ပေါ်မှာသွေးတွေအလူလူတောင်မှတစ်ဖက်ဖက်ခတ်ပြီးအသက်ငင်နေတယ်ငုံငှက်ကြီးကို ။မတ်တီအပြေးသွားပြီးငှက်ကိုကောက်လိုက်ပါတယ်။ငှက်အနားကိုရောက်တော့မတ်တီလန့်ပြီးអော်လိုက်ပါတယ်။အချောင်းကတော့မတ်တီရဲ့လက်နဲ့ငှက်ကိုထိအောင်ရှိသေးငှက်ကရုတ်တရက်ထပြန်သွားပါတယ်။နိုင်ကြီးတိလိုက်ပြီးဒါမယိုးဘူး။တောချောက်တာလားအပမိတာလားနာနာဘဝတွေလှည့်စားနေတာလားတခုတော့တခုပဲ။နိုင်ကြီးအန်ကိုကြိတ်ပြီးကျိန်းလိုက်တယ်။လှုပ်လိုက်လေလှုပ်လိုက်စမ်းပါ။နင်တို့ကပဲကြမ်းနိုင်မလားငါကပဲကြမ်းနိုင်မလား။တပွေးတလန်းတော့တွေးကြသေးတာပေါ့။နိုင်ကြီးတယောက်ထိုးထိုးချိန်သွားပြီးဆဲပါဆဲလိုက်ပါတော့တယ်။ကဲဟာတေစမ်းကဲဟာနိုင်ကြီးဟာဒေါသထွက်ထွက်နဲ့ငုံငှက်တွေကိုတကောင်ပြီးတကောင်တဖောင်းဖောင်းနဲ့ပစ်ချလိုက်ပါတယ်။ငုံငှက်တွေကလည်းလေတနက်မှန်ပြီးဇောက်ထိုးချလာလိုက်ရုတ်တရက်ပြန်တက်သွားလိုက်အရင်နားတဲ့ညောင်ဝိုင်းပေါ်မှာပဲသွေးတန်တရရဲနဲ့ပြန်လာလိုက်လုံနေကြပါတယ်။နိုင်ကြီးဆိုတာကငကူကလေးကကြောက်စိတ်လန့်စိတ်မရှိဒေါသကလည်းထွက်နေတာဆိုတော့ဘာကူမှမမြင်တော့ဘူး။မတ်တီကတော့တစားတစားသွေးပြက်လာပါတယ်။ကိုနိုင်ကြီးပြန်ရအောင်ဟုဆိုကတစ်ဖက်ဝပြောနေတယ်။ဒါတောချောက်တာနေမှာဟာဘာမှမကြောက်နဲ့ငါကြောင်လုံးရှိတယ်။ဘာမှမဖြစ်ဘူး။မတ်တီကြောက်နေတာသိမိမဲ့နိုင်ကြီးကမပြန်ဘူး။ငုံငှက်တွေကိုတဲကြီးမဲကြီးလေတနက်နဲ့တဖောင်းဖောင်းပစ်နေလေတယ်။မတ်တီငှက်အိတ်တန်ကိုလှမ်းကြည့်လိုက်တယ်။မြင်နေရတဲ့မြင်ကွင်းကသွေးပြက်စရာ။အချင်းချင်းအထက်ထက်လေတနက်နဲ့ပြစ်ခံထားရတာကြောင့်ငှက်တွေအားလုံးသွေးချင်းချင်းရဲနေကြပြီ။ငှက်တချို့ကတော့တကိုယ်လုံးကြီးကြီးမှန်ပြီးစကားပေါက်တွေဖြစ်လို့နေပါတယ်။တချို့ငှက်တွေကခေါင်းမှာဖွာလန်ကျဲနေတယ်။အတောင်ပံမှန်ထားတဲ့အကောင်တွေကတောင်ပံတွေကျိုးကြလို့အချို့ကောင်တွေကလည်းခေါင်းတော်မရှိတော့ဘူးလေဘင်းငေါက်တောင်နဲ့မတ်တီတယောက်ငုံငှက်တွေကိုကြည့်ပိုးပြီးကြောက်လာပါတယ်။ကိုနိုင်ပြန်ကြစို့ငါကြောက်လာပြီနော်။နိုင်ကြီးရဲ့လက်ကိုအတင်းဆွဲခေါ်ပါတယ်။နိုင်ကြီးကသူ့မယားရဲ့တုံနေတဲ့အတန်ကိုသတိထားမိလိုက်ပါတယ်။ကြောက်ရွံ့စိုးရိမ်နေတဲ့မျက်နှာပေါ်မှာချွေးတွေပြန်နေတာကိုလည်းတမီးလင်းအောင်နဲ့တွေ့လိုက်ရပါတယ်။နိုင်ကြီးတယောက်မတ်တီကိုတနာသွားပါတယ်။သူတယောက်တည်းနေနေတော့တရေတစီမပြောနဲ့။တရေတစီရဲ့အဖေလာတောင်ကြောက်မှာမဟုတ်။ဒါပေမဲ့အခုကမတ်တီပါနေတယ်။မတ်တီကလည်းအကြောင်းနည်းနည်းလွန်နေပြီးတော့လက်ရှိကြုံနေရတဲ့အဖြစ်ကလည်းပုံမှန်မဟုတ်ဒီထက်ကြာလာရင်ဘာတွေဆက်ဖြစ်မလဲဆိုတာကိုမသိနိုင်ဘူးဒါကြောင့်မတ်တီကိုငယ်ပြီးပြန်ဖို့တွေးလိုက်ပါတယ်အေးပြန်မယ်မတ်တီအဲ့လိုပြောလိုက်တဲ့အချိန်မှာညောင်မင်းကြီးကတဝုံဝုံနဲ့လေပင်တိုက်ခတ်တယ်လို့ရိမ့်ထိုးနေပါတယ်မတ်တွေဟာထိတ်လန့်စရာအဆက်မပြတ်အော်မြင်နိုင်ကြီးနဲ့မတ်တီတို့ရဲ့ခေါင်းပေါ်မှာခပ်မြင့်ကနေမယမနာပြန်ဝဲနေကြပါတယ်မတ်တီရဲ့မျက်နှာဟာဖြူဘက်ဖြူရောဖြစ်နေပြီးကြောက်လန့်စွာဖြင့်နိုင်ကြီးရဲ့လက်မောင်းကိုတင်းကျပ်စွာဖတ်ထားလိုက်ပါတော့တယ်။ခေါင်းပေါ်အမြင့်မှာပတ်ချလဲဝိုင်းပြန်နေတဲ့သွေးတရရဲ့တန်တရရဲ့ငှက်တွေကိုနိုင်ကြီးဓမင်းနဲ့လိုက်ထိုးကြည့်နေတယ်။အဲ့ဒီအချိန်မှာပဲမတ်တီကမွေကြီးဟုအဆက်မပြတ်အော်ရင်နိုင်ကြီးရဲ့ဓမီကင်ထားတဲ့လက်ကိုဆွဲတယ်။ဓမီကိုအုပ်ကင်ပြီးညောင်မင်းကြီးဘက်ကိုဓမီနဲ့လှမ်းထိုးပြလိုက်တယ်။ငုံငှက်တွေအိတ်တန်းတက်နေတဲ့တဲကိုင်းပေါ်မှာမွေကြီးတစ်ကောင်ကသူ
သူတို့ဘက်ကိုလှည့်ပြီးတရွေ့လာနေတာကိုတွေ့လိုက်ရတယ်။မွေကြီးရဲ့လုံးဘက်ကလူကြီးခြေသလုံးလောက်ရှိပါတယ်။မွေရဲ့မျက်လုံးကမိကြည့်မိခဲတွေလိုနေရဲနေပါတယ်။ရှာကိုဖြူတစ်လုံနေတဲ့ပုံကလည်းထိတ်လန့်စရာဖြစ်ပါတယ်။နိုင်ကြီးဟာချက်ချင်းပဲလေးတလက်မောင်းကိုဆွတ်တင်လိုက်ပါတယ်။ပြီးတာနဲ့ချက်ချင်းမွေကြီးရှိရသို့လှမ်းထိုးချိန်လိုက်ပါတယ်။နိုင်ကြီးတနက်မောင်းခလုတ်ကိုဖြုတ်လူဆဲဆဲမှာမွေကြီးကရှော့ချပြီးအောက်ဘက်ကနေညောင်ကိုင်းကိုကူးလာပါတယ်။ထူးခြားတာကမွေရဲ့မျက်လုံးနှလုံးဟာသူတို့လင်မယားကိုမျက်ချင်ပြတ်ကြည့်နေတယ်လို့ပဲ။နိုင်ကြီးတနက်မောင်းကိုဖြုတ်ချလိုက်ပါတယ်။စိတ်လှုပ်ရှားနေလို့လားမသိခဲကမွေရဲ့ဥကောင်းပေါ်ကကပ်ပြီးလွှဲချသွားပါတယ်။နိုင်ကြီးဘေးမောင်းကိုဆွဲတင်လိုက်ပြန်တယ်။ကြည်ကိုဆန်းဖြစ်နေတော့မှမတ်တီကတားတယ်။ကိုနိုင်မဖြစ်တော့နဲ့ဒါရိုးဝင်မဟုတ်ဘူး။မတ်တီကနိုင်ကြီးကိုပြောလဲပြောဆွဲလဲဆွဲခေါ်တယ်။စိုးရင်ပူပန်လွန်အားကြီးနေတဲ့မတ်တီရဲ့အတန်ကအငိုတန်ပါကြီးနဲ့ဒီညောင်မင်းကြီးအောက်ကအမြန်ထွက်မှာဖြစ်တော့မယ်။နိုင်ကြီးရဲ့အတွေ့ဆုံးတော်မဆုံးသေး။မွေကြီးဟာသူတို့ကောင်းတဲကညောင်ကိုင်းကြီးပေါ်ရောက်နေပြီ။နိုင်ကြီးသဘောပေါက်သွားပါတယ်။မွေကြီးဟာသူတို့စီကိုတန်းတန်းမတ်လာနေတာကိုသိလိုက်ရပါတယ်။လျှက်တစ်ပြက်အချိန်လေးတွေ့မှာပဲမွေကြီးကသူတို့ဘော်ကိုရှော့ချဖို့ပြင်နေလေတယ်။အဲ့ဒီအချိန်မှာပဲဓမီကဘာဖြစ်သွားမှမသိမီးမလင်းတော့ဘူးတလောကလုံးမှောင်မိုက်သွားပါတယ်နိုင်ကြီးတယောက်စိုးရင်စိတ်ဝင်သွားပါတယ်ဓမီကိုလက်ပွားပေါ်တင်ပြီးခောက်လိုက်ပါတယ်သူဘလို့ပဲလှုပ်လို့ဓမီကတော့လုံးဝပြန်မလင်းလာဘူးဘလို့မှလုံးမရတဲ့အဆုံးမှာဓမီကိုမွေကြီးရှိရသို့မှန်းပြီးပြစ်ပေါက်လိုက်တယ်ပြီးတော့မတ်တီရဲ့လက်ကိုဆွဲပြီးညောင်မင်းကြီးအောက်ကနေခြေဦးတရာထွက်ပြေးခဲ့ကြပါတော့တယ်ညကတော့ပိမ့်ပိတ်အောင်မှောင်မိုက်နေစေဖြစ်ပါတယ်နတ်ဆိုင်သိပ်သီးတဲ့အမှောင်တူကြီးထဲမှာကြောက်ရွံ့ထိတ်လန့်စွာပြေးလွှားနေတဲ့နိုင်ကြီးတို့လင်မယားနှစ်ယောက်ရဲ့ခြေတံတွေကတစ်ဖြက်ဖြက်ထွက်ပေါ်လို့နေပါတယ်စိုးရင်စိတ်ထိတ်လန့်စိတ်တွေနဲ့ပြေးလွှားနေတဲ့နိုင်ကြီးတို့လင်မယားနှစ်ယောက်မှာမောဟိုက်နေကြပြီးတကိုယ်လုံးချွေးတွေကရွှဲနစ်လို့နေပါတယ်နတ်ဆိုင်တဲ့အမှောင်တူကြီးထဲမှာတယောက်ကိုတယောက်အရေးအယောင်မျှတာမြင်ရပါတယ်ဒါတော့အင်ကြီးရဲ့အယောင်ကြောင့်မြင်ရတာဖြစ်ပါတယ်အမှောင်တူထဲမှာလင်မယားနှစ်ယောက်ခြေဦးတရာပြေးခဲ့ကြပြီးဘယ်နေရာရောက်လို့ရောက်မှန်းလည်းမသိခလုတ်တိုက်လဲရင်တောင်ချက်ချင်းပြန်ထပြေးနေရပါတယ်ခလုတ်တိုက်လဲရင်တောင်မနာအားချက်ချင်းထပြီးဆက်ပြေးနေရပါတယ်အဲ့ဒီလိုပြေးနေရင်သူတို့လင်မယားနှစ်ယောက်ခြုံကြီးတစ်ခြုံကိုဝင်တိုးမိပါတော့တယ်ခြုံကတော်တော်ထူတဲ့အတွက်ကြောင့်အမှောင်ထဲမှာသူတို့လင်မယားနှစ်ယောက်တိုးဖို့မလွယ်ကူပါဒီတော့မှသူတို့လင်မယားနှစ်ယောက်အမောဖြေဖို့တတိယကြပါတယ်ဒါကြောင့်သူတို့လင်မယားနှစ်ယောက်ရောက်နေတဲ့ခြုံကြီးရဲ့အဆက်မှာပဲခြေပြစ်လက်ပြစ်ထိုင်ချလိုက်ပါတော့တယ်မတ်တီနင်းတော်လေးကြောက်သွားသလားနိုင်ကြီးကကျင်ကျင်နာနဲ့သူ့မိမကိုမေးလိုက်ပါတယ်ကြောက်တာဘောဟာသေးတောင်ထွက်ကြလို့ထမိတ်တစ်ထည်လုံးရွှဲနေပြီနင်ကတော့လှုပ်ပြီနိုင်ကြီးရေပြီးပြောလိုက်ပါတယ်သူမိမမတ်တီကတော့အဲ့လိုကြောက်လဲသေးထွက်ရေလဲသေးထွက်နဲ့ဒါကြောင့်နိုင်ကြီးကတခါတခါမတ်တီကိုမတ်သက်ထွေးလို့ခေါ်ပါတယ်နိုင်ကြီးကအမှောင်ထဲမှာဆမ်းပြီးဒေသနာမောင်းကိုဆွဲတင်ခြေတလုံးကိုထည့်လိုက်ပါတယ်တော်တော်ကြာနားမီတော့မှနှစ်ယောက်စလုံးအမောပြေသွားတယ်မတ်တီနေတယောက်တည်းနေရဲလားနင်ဘာလို့မလို့လဲငါပြန်ဖို့အတွက်လမ်းသွားရှာအောင်မယ်အဝေးကြီးတော့မသွားပါဘူးဒီခြုံကြီးရဲ့ဟိုဘက်စော်နားထိလောက်ပဲငါသွားရှာမှာအေးပါသွားလေရတာဆိုလေဝေးတော့မသွားနဲ့နော်နိုင်ကြီးတယောက်ခြုံကိုင်းတွေဆန်းရင်အမှောင်ထဲကိုတရွေ့နဲ့ဝင်သွားပါတယ်သွားလို့သာပြောလိုက်ရတာနိုင်ကြီးမရှိနဲ့မတ်တီအသေးငယ်ပြီးလက်မိပြန်ရောအဲ့ဒီလိုနဲ့မတ်တီဟာထိုင်နေတဲ့နေရာမှာခြုံဘက်သို့နည်းနည်းတိုးဝင်လိုက်ပါတယ်အဲ့ဒီလိုတိုးဝင်ရင်လက်ကတစ်ခုခုကိုစမ်းမိလိုက်ပါတယ်တေချာစွာစမ်းမိလိုက်တဲ့အခါအုတ်ခဲကျိုးပိုင်းတစ်ခုနဲ့တူနေတာကိုသတိထားမိလိုက်ပါတယ်အဲ့ဒီလိုနဲ့ပက်ပက်လေကိုလိုက်လံစမ်းကြည့်လိုက်ပါတယ်တနေရာအရောက်အုတ်ခဲရဲ့မျက်နှာပြင်ချောနေတဲ့နေရာမှာအပေါက်ကလေးတစ်ခုရှိတာကိုသတိပြုမိလိုက်ပါတယ်။မွေကင်းတွေခူအောင်နေနိုင်တာမို့အပေါက်ထဲကိုတော့နှိုက်မကြည့်ခဲ့ပါဘူး။သို့ပေမဲ့အခေါင်းပေါက်ရဲ့အတွင်းမှာလေးတောင်ဆက်ဆက်တစ်သားပြင်ချက်ကိုစမ်းသပ်မိလိုက်ပါတယ်။ရုတ်တရက်ဝင်လာတဲ့အတွေ့အကြုံမတ်တီလန့်သွားပါတယ်။ချက်သီးတွေထပြီးခေါင်းနှပန်းကြီးသွားတယ်။နိုင်ကြီးတယောက်မတ်တီရဲ့ကြောက်လန့်တကြားအော်တန်ကိုကြားလိုက်ရပါတယ်။ကိုနိုင်ကြီးမြင်မြန်ပြန်လာခဲ့တော့နေငါ့ကိုထားခဲ့တဲ့နေရာကတင်ချိုင်းကုန်းကြီးဟဲ့မတ်တီလည်းကြောက်ကြောက်လန့်လန့်နဲ့နိုင်ကြီးကိုအော်ခေါ်လိုက်ပါတော့တယ်မတ်တီကအဲ့လိုပြောရင်းရဲနေလေတော့တယ်အခုတော့လည်းရီနိုင်ပြီပေါ့လေဟုတ်လားဟုတ်ပါဆရာရဲ့
ကျုပ်တောင်မတ်တီအကြောက်လွန်ပြီးတော့တေးပြီးလားလို့တောင်ထင်တာအော်တန်ကြားတာနဲ့ပြန်လှည့်ပြေးလာလိုက်ရတာကံကောင်းကျင်တော့တင်းချိုင်းကကျုပ်တို့ကွန်းတော်ရွာကတင်းချိုင်းဖြစ်နေတယ်ကျုပ်တို့ထိုင်နားနေတဲ့ခြုံကြီးတွေကဂူပြက်ကြီးကိုမတ်တီကသွားဆမ်းမိတာလေအဲ့ဒါကြောင့်မတ်တီကတင်းချိုင်းကုန်းဆိုတာတီးပြီးလန့်ပြီးတော့အော်တာဆရာထိုင်နားနေတဲ့နေရာကလည်းလူသေးမြုပ်ထားတဲ့မြေပုံပေါ်မှာပဲထိုင်နားနေကြတာကိုရွာကတင်းချိုင်းဆိုတော့ဘယ်နေရာမှာဘာရှိတယ်ဆိုတာကအစမတ်တီကသိနေတာအဲ့ဒီလိုနဲ့နှစ်ယောက်သားအမှောင်ထဲမှာစန်တဝါဝနဲ့အိမ်ကိုအရောက်ပြန်နိုင်ခဲ့ကြတာဆရာရဲ့တော်သေးတာပေါ့ဗျာဘာမှမဖြစ်ကြလို့ကိုနိုင်ကြီးတို့ကြုံတွေ့ခဲ့ရတာတွေကတော်ရုံသူဆိုသွေးပြက်ပြီးတေးရင်သေးမတေးရင်ယူသွားနိုင်တယ်ဗျဟုတ်တယ်စာရေးဆရာကြီးမကြောက်ဘူးဆိုတဲ့ကျုပ်တော်မှချွေးတွေပါပြန်သွားတယ်ဒါနဲ့ကိုနိုင်ကြီးတို့ကအဲ့ဒီညောင်မင်းကြီးစီကိုသွားပြီးပြန်မကြည့်ကြဘူးလားဘယ်နေပါမလဲဆရာရဲ့ကျုပ်တမီလည်းကြကြံခဲ့တယ်လေနောက်နေ့မနက်မိုးလင်းတာနဲ့အဲ့ဒီနေရာကိုသွားရှာကြတာပေါ့ကိုတော်တင်ချိုင်းကဂူကြီးတွေကိုမူတီပြီးတော့ရှောက်ရှာကြည့်တာပေါ့ကြက်ကုန်းမြေတကွင်းလုံးလဲနှံ့လို့ပေါ့ညောင်မင်းကြီးမပြောနဲ့ညောင်ရွက်တောင်မရှိပါဘူးဆရာရဲ့ဒါပေမဲ့ကျုပ်တက်မီကိုတော့ပြန်တွေ့တယ်ဗျကြက်ကုန်းမြေရဲ့မြောက်ဖက်ဖုံးစိုးတော်တွေကပြန်တွေ့တာပေါ့အဲ့ဒီနေရာမှာလည်းဘာညောင်မင်းမှမရှိပါဘူးဆရာရဲ့ဒါဆိုအဲ့ဒီညကကိုနိုင်ကြီးတို့ကြုံတွေ့ခဲ့ရတဲ့၆ချားဝယ်ရဖြစ်ရက်တွေကိုကိုနိုင်ကြီးဘယ်လိုထင်လဲဒီကြက်ကုန်းမြေမှာနာနာဘဝတွေရှိတယ်ဆရာရဲ့နာနာဘဝတွေလည်းသူတို့နေမြေထဲဝင်လာတဲ့သူတွေကိုအမျိုးမျိုးဖန်ဆင်းပြီးလှည့်စား၆လက်တကြတယ်လေပွဲလန်းသဘင်တွေပျော်ပွဲရှင်ပွဲတွေရွာတွေအိမ်တွေကိုမြင်အောင်တော့မှလှည့်စားနိုင်သေးတာပဲကျုပ်တို့ကြုံတွေ့ခဲ့တဲ့ညောင်မင်းရဲ့မွေရဲ့ငှက်ရဲ့အဲ့ဒါတွေဖန်ဆင်းဖို့အတွက်သူတို့အနေနဲ့ခက်ခဲလိမ့်မယ်မထင်ဘူးဒါလည်းဟုတ်တာပဲကျုပ်စိတ်ထဲမတင်မကျဖြစ်နေတာတခုတော့ရှိတယ်အဲ့ဒါကိုရမ်းသိကျင်တယ်ဘာများလဲဗျဒီလိုပါဆရာရဲ့နာနာဘဝမွေကြီးကကျုပ်တို့စီကိုတမင်ရွယ်ချက်နဲ့ဆင်းလာတာလေကျုပ်တို့လင်မယားညောင်မင်းကြီးအောက်ကအထွက်မြန်လို့ပေါ့နည်းနည်းသာနောက်ကျသွားရင်ကျုပ်တို့ဘောကိုရှော့ချလာမှအမှန်ပဲအဲ့ဒီခါသူတို့ကျုပ်တို့ကိုဘာလုပ်မလဲကျုပ်တို့ရောဘာတွေဖြစ်သွားမလဲအဲ့ဒါကိုသိကျင်တာတော်ပါတော့ကိုနိုင်ကြီးရဲ့အဲ့ဒါတွေမသိကျင်ပါနဲ့တော့ပြောရင်ကျုပ်တောင်ကြက်သီးထားတာပြီဗျစာရေးသူရဲ့စကားကိုကြားတော့ကိုနိုင်ကြီးတယောက်တဟားဟားနဲ့ရေးပါလေတော့တယ်သူ့ပုံကြည့်ရတာချက်ကုန်းမြေမှာ၆၆ကြဖြစ်ခဲ့တာတွေကိုတတိယဟန်မတူတော့ပါစာရေးသူကသာသူတို့ပြောသမျှနားထောင်ပြီးစသိမ်ထနေခဲ့တာပါဟုတ်ကဲ့ချစ်စွာသောပရိသတ်များခင်ဗျာဇလန်းလေးကတော့ဒီမှာတင်ပြီးဆုံးသွားပါပြီနောက်ထပ်ဇလန်းကောင်းလေးတွေနားဆင်ခြင်းနဲ့ဆိုရင်တော့ Hero Entertainment Channel လေးကို Like and Subscribe လုပ်ထားပြီးတင်သမျှဇလန်းလေးတွေကိုသိရှိဖို့အတွက် Noti ခေါင်းလောင်းလေးကိုနှိပ်ထားလိုက်ကြစို့နော်